ဆေးဆိုးတဲ့ခါတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ကိုကချွတ်ဆေးသုံးပြီးတော့ဆိုးရတဲ့ခါတွေမှာပဲဖြစ်ဖြစ်အဲ့တဲ့ရဲ့ဥယျာဉ်ပြားကိုမပူမဆက်ဆိုးစေးကြောက်ရရန်ချင်းနေဖြစ်ပေါ်အောင်လို့အတွက်အခု protection spray လို့ခေါ်ရဲပေါ့နော် energy serum ဆိုတဲ့အရေးလေးတစ်မျိုးကိုအသုံးပြုပေးနိုင်ပါတယ်ဒါသူ့ကိုဘယ်လိုအသုံးပြုရလဲဆိုလို့ရှိရင်တော့ဆေးမဆိုးခင်ဥယျာဉ်ပြားတဲ့ကိုဒါဖြန်းပေးလိုက်ပါပြီးတော့လို့ရှိရင်တော့သူ့9မိနစ်လောက်နှိမ့်နေပေးလိုက်ပါပေါ့နော်အဲ့လိုမျိုးနှိမ့်နေပေးပြီးချင်းအားဖြင့်ဒါသူ့ရဲ့ energy protection spray လေးရဆိုလို့ရှိရင်ဒီခေါင်းကိုပေါ့နော်ဥယျာဉ်ပြားကိုပို့ပြီးတော့မှကျန်းမာစေရတန်ဆွမ်းစေတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီလို protection spray ဖြန်းလိုက်ပြီဆိုတာနဲ့ဒါဧည့်သည်ရဲ့ပူချင်းတွေဆက်ချင်းတွေရရချင်းကို short ချပေးတော့မှာဖြစ်ပါတယ်တကယ်လို့မှကိုကဒါကဈေးနည်းနည်းလေးပေါ့နော်များလို့မသုံးချင်ဘူးဆိုလို့ရှိရင်နော်ဒီဥယျာဉ်ပြားကိုပေါ့စိတ်မထိအောင်စိုးပေးခြင်းအားဖြင့်လေဒါဧည့်သည်ရဲ့ပူချင်းဆက်ချင်းရရချင်းတွေကို short ချပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုရင်းနှီးစွာမျှဝေပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့တိုင်းကိုပတ်ဆိုင်နေကြပါစေရှင်